စစ်ရေးမှာတော့ပုံမှန်နေနေပြောရင်ရှုံးနေတာဘာလို့ရှုံးလဲဘာလို့လိုအပ်ချက်တွေရှိတယ်နောက်ကနေ sporting တွေမပေးနိုင်ဘူးအချိန်မီအခုရခိုင်အမ်းမပေးနိုင်လို့လေနောက်ခါကငါဘလောက်ကြာပြီလဲပထမတစ်ချိန်ကျွန်တော်អော်ခဲ့တဲ့ရဲအုပ်ညံဆိုးခိုင်လာဘလို့လဲထောင်10နှစ်ကြာသွားတယ်သူလဲတော်တာပဲအခုကဘလို့လဲသူရိန်ထွန်းလာပါကျွန်တော်လည်းမသိဘူးနာမည်လည်းမမှတ်မိဘူးနော်တော်တော်လေးကိုတောင်းခံထားတာလူဦးရေ350နဲ့ဟိုကလော်စပီကာနဲ့ဟဲ့အောင်လို့မေလိုဗမာတွေဗမာစုပ်ပလုတ်တို့တွေလက်နက်ချပါညာနဲ့ဒီဘက်ကလည်းပြန်အောင်တယ်မေလိုရခီးတွေလီးအောင်မချဘူးဘာဖြစ်နေကြပြန်ဖြစ်တာအဲ့တော့ကျတော့ပြောနေတာပေါ့နော်စစ်ပွဲအရာမှာရှုံးနေနေတာကဘာကြောင့်လဲနော်ဒီစစ်ပွဲကိုဒီအခုမြန်မာပြည်နေရာနှံပြားများဖြစ်နေတဲ့ဒီစစ်ပွဲကိုမြေပြင်စစ်ပွဲကိုဘယ်သူဦးဆောင်နေတာလဲနော်အဲ့ဒါကျွန်တော်တို့ကမေးရမှာလေအခုဗမောဆိုရင်အခုတချို့ဆိုရင်တချို့ပေါ့နော်ပြေးတဲ့လူကပြေးကုန်ပြီဒီမှာလာပေးသေးတယ်နော်ပြေးတဲ့လူကပြေးကုန်ပြီဗမောမှာလည်းဒီလိုပဲအင်အားလည်းမမျှဘူးကိုယ့်ဘက်ကလည်း sporting မပေးဘူးအခုတော့ကျွန်တော်တို့သိရတာတော့အကဲကြီးနဲ့ကြည့်ပြီးတော့လေရင်တွေအများကြီးပဲတက်ချသွားရတယ်အဲ့ရခိုင်ဘက်ကိုဘယ်တွေသွားကျဲမလဲတော့မသိဘူးကျွန်တော်ကိုလည်းတက်သွားရတယ်တဲ့ဒီမှာပို့ထားတာဒီဖုန်းထဲမှာနော်သူတို့ကျွန်တော်ဘယ်လိုလုပ်နာလို့မှာလဲကျွန်တော်ကအချိန်အတိုင်းအတာတစ်ခုတွင်းမှာအမှန်တရားကိုပေါ်ဆောင်ပြီးအောင်မြင်လာခဲ့တဲ့ကောင်လေးအောင်မြင်တယ်ဆိုလို့ကိုယ့်ဘက်စံတစ်ချမ်းမှမရပါဘူးပြောပြတာပါနော်ရာဇဝင်ကိုစုံစမ်းကြည့်လို့အမြဲတမ်းပြောပြီးပြီဇော်ဘုန်းကြီးရှမ်းမြောက်မှာဘာကောင်လဲဆိုတာလူတိုင်းသိတယ်စုံစမ်းကြည့်နော်သူများလိုမျိုးဟိုသူများနိုင်ငံသားခံယူပြီးမှမြန်မာပြည်မှာလာပြီးတော့ဟိုခွေးတို့ဘောက်အောင်တွေဝင်လာပြီးတော့မှလှုပ်တဲ့ကောင်မဟုတ်ဘူးကျွန်တော်တို့ကနော်ရှင်းလားကိုမြန်မာနိုင်ငံထဲမှာမမရက်တည်ပြီးကိုအိမ်ကိုရကိုအိုးကိုအိမ်ကိုသမင်းကိုဆန်စားပြီးတော့မှတိုင်းပြည်ကိုကောင်းစားစေခြင်းလို့ပြောပြတာနော်အဲ့ဒါကြောင့်မလို့ပြောပြတာသူများနိုင်ငံကနေလာပြီးတော့မှဟိုဘောမဒီဘောမကျွန်တော်ဘယ်ဘောမမမအောင်ဘောမရဲဆိုကျွန်တော်ဒီစကားတွေမပြောဘူးကျွန်တော်တို့ပြောတတ်တယ်ကျွန်တော်တို့ကတက်မတော်သားအဖေတက်မတော်သားသားတက်မတော်သားတက်မတော်ထဲမှာမွေးတဲ့အမေပိုက်တွေကပဲစားလာတဲ့ကောင်လေးတက်မတော်ဘလို့ဖားရင်ဘာရတယ်သိတာပေါ့စီးလုပ်ခဲ့ဘူးတာပေါ့တစ်တွေကြောက်တွေလုပ်ခဲ့ဘူးတာပေါ့ဇော်ဘုန်းကြီးကတက်မတော်ဘလို့ဖားရင်ငါဘလို့ရဆိုသိတာပေါ့အခုကကျွန်တော်တို့ကတက်မတော်ဖားတာမဟုတ်ဘူးနိုင်ငံကိုဝိုင်းဝန်းထိုးနဲ့တိုက်ခိုက်နေလို့ဒီတက်မတော်ကိုဒီလိုစစ်ခွေးတဲ့စကားလေးတစ်ခွန်းလေးပြောခံလိုက်ရလို့ဒီလိုမျိုး public area မှာကျွန်တော်ကရောက်လာတဲ့လူတယောက်နော်ကျွန်တော်တို့အတိုင်းပြည်အေဂျင့်သွားမှကျွန်တော်အပါဝင်တိုင်းသူပြည်သားညီကိုမောင်နှမတွေကိုစီးပွားရေးတွေကိုအေဂျင့်လောက်ရမှာမို့လို့တိုင်းပြည်ကိုအေဂျင့်စီနဲ့စိတ်ကြောင့်ပြောပေးတာတက်မတော်ဖားခြင်းခင်ဗျလိုင်းပေါ်တော့တက်မလာဘူးဇော်ဘုံကြီးလှုပ်ရှားတက်လုံးလို့ဟိုဘက်တောင်းနေအဆက်အသွယ်တွေဂျိတ်ဆက်တွေအများကြီးရှိတယ်သိလားနော်ရှော့တော့ရင်မှားသွားမယ်အဲ့ဒါကြောင့်မို့လို့ဒါပေမဲ့ဒီအလုပ်တွေကဒီအချိန်မှာလုံးဝမလားမလုံးဝမလားဆိုကိုယ့်ဘာကိုစဉ်းစားရတယ်နော်အဲ့တော့ကျွန်တော်မိမအောင်လဲတရုတ်မှာဖာခံနေပါတယ်မင်းတို့ရဲ့စောက်စင်းမင်းတို့ရဲ့ပြောစကားတွေကဒီလောက်ပဲပြောတတ်တာလေသူများသားမယားသူများမိသားစုကိုမို့ချိုးပြစ်ချိုးပြောလိုက်တာနဲ့မင်းတို့ရဲ့ဘဝတွေမင်းတို့အမေတွေအဖေတွေငါဒေါ်စုကြည်ကိုအင်္ဂလိပ်လိုမရလို့ပြောတာမှားလားငါမားလားငါပြောမားရင်မင်းတို့စီးတဲ့ဖက်နဲ့ကွာဘာချီးတော့ပြီးပါရိုက်ဒေါ်စုကြည်ကိုအင်္ဂလိပ်လိုရက်တော်တော်မှမင်းအင်အားကန်ကြီးကိုကူးလာပြီးတော့မှရေမြောင်းပေါက်ထဲကနေကူးလာပြီးတော့လိုးွားသေးတယ်နော်အဲ့ဒီဌာနဘက်54မှာရှင်းလားအဲ့ဒါငါမားလားအဲ့ဒါကိုပြောရင်မင်းတို့ကနာလားနာရင်တော့ကွာမင်းတို့ကမင်းတို့ဒေါ်စုကိုသွားကြယ်ပေါ့ဘာနာစရာလို့လဲစုကြည်ကိုအဲ့ဒီလိုးတာလေမဟုတ်ဘူးလားအဲ့ဒီကဘယ်နိုင်ငံသားတို့အဲ့ဒါနဲ့မင်းတို့နာတယ်ရောအမှန်ပြောတာမင်းတို့အမှန်ကိုနာတာသိလားနော်အမှန်ကိုပြောတာနာတာငါအဲ့ဒါဘလို့သတ်စာကွာကျမ်းတာမဟုတ်ဘူးနော်ငါအဖေနဲ့ငါအမေလည်းငါအမေကိုငါအဖေလိုးလို့ငါထွက်လာတယ်နော်ဒေါ်စုကြည်ကိုအင်္ဂလိပ်လိုးလိုက်လို့အင်္ဂလိပ်နှစ်ကောင်ထွက်လာတယ်ဒေါ်စုကြည်ကိုအင်္ဂလိပ်လိုးလိုက်တာဗမာထွက်လာငါမေးပါအောင်မယ်မင်းတို့လာဆဲနေတဲ့ကောင်တွေကိုဒေါ်စုကြည်ကိုအင်္ဂလိပ်လိုးလိုက်တာဗမာထွက်တာလားလို့အင်္ဂလိပ်ထွက်တာလားလို့ဖြေစမ်းရေးခဲ့တယ်မင်းတို့
ရေးခဲ့ကြအေးလို့တွေအောက်တန်းသားတွေစံကုန်မြေလေးတွေဘာမှမသိဘူးဖြေရဲဦးအဲ့လိုကြရင်မင်းတို့အဲ့ဒီပါအဖေခေါ်လိုက်ခေါ်အဖေအဲ့ဒီအဲ့ပြပြဆိုတယ်ပါသွားအဲ့လိုမျိုးသွားလို့နေပြီးတော့မှသွားငိုလေဟိုမှာမေစုလို့ပါလို့သွားပြောပါလားလီးမို့လို့ငါအောက်မှာလာအားချောင်းနေရလားစောက်ပေါ်တွေစောက်ပိန်းတွေနလပိန်းလုံးချီပရိန်းတွေဘာမှနားမလဲနော်အဲ့တော့ခင်ဗျားတို့သိအောင်ကျွန်တော်ပြောပြမယ်အောင်မင်းနာမည်ခေါ်ပြီးတယ်မင်းပဲသွားခေါ်လိုက်လေအောင်မင်းနဲ့ငါနဲ့ပါဆိုင်နော်အောင်မင်းကမင်းမေကိုလိုးတာလို့လားမင်းပရိနာမည်ကိုစုခေါ်ခိုင်းနေဟေ့ငါနေပြီးတော့သွားတယ်နော်သူများလို့ဟန်ဆောင်ပြီးတော့မှဟိုဒီနေပြီးတော့လမ်းကြီးကိုရိုက်ပြီးတော့မှပြင်ဦးလွင်သွားမယ်လို့တာဇန်ဘာမှတော့လာမယ်လို့ပါတော့အဲ့လိုမျိုးလေအာဖျံခွီးလုပ်တယ်မလုပ်ဘူးငါကနေပြီးတော့တကယ်သွားတာသိလားနော်မင်းတို့အဖေတို့မင်းတို့ပထွေးအောင်မင်းအဲ့ကောင်းတယ်လဲငါနဲ့ကနေပြီးတော့မှအဲ့သူရဲကောင်းပိတ်မှာတွေ့ခဲ့တာသိလားနော်ငါကပြင်ဦးလွင်ကနေသွားတာသူရှိတဲ့နေရာကြီးကိုပဲသွားတာသိလားသူများလိုအားလမ်းမကြီးကိုရိုက်ပြီးတော့မှသူများအိမ်တွေတင်တာတို့သူများကားနံပါတ်တွေတင်တာတို့ငါတို့မှအဲ့လိုအောက်တန်းကြတဲ့စိတ်မရှိဘူးမင်းတို့ကအဲ့လိုအောက်တန်းသားတွေနဲ့ပဲကြိုက်တာနော်ကျွန်တော်တခုပေါ့ဗျာကျွန်တော်ပြောချင်တာညီလေးတယောက်ကကျွန်တော်ကိုရေးထားတာဒါဟိုဘက်ကတခုလည်းပါတာပေါ့နော်အကိုရေးတဲ့အန်းကြရင်တော့တဲ့ကျွန်တော်တို့စိတ်တက်ကြလို့မဖြစ်ပါဘူးတဲ့တော်တော်များများကတော့တဲ့အာမရဖြစ်နေတာတော့အမှန်ပဲတဲ့လိန်ရင်ပြစ်ကူတွေပေးနေပေမဲ့တဲ့လိန်ရင်ကိုရှောင်တတ်နေပြီတဲ့နော် CH5 ကိုတဲ့အခုချိန်မှာသုံးတင်နေတဲ့နော်သူတစည်းလုံးတန်ဖို့ကားတဲ့လိန်ရင်တစ်ခေါက်တက်စာတောင်းနဲ့မရှိဘူးတဲ့ဒါမှပိုကောင်းမှာပေါ့တဲ့24နာရီကင်းကြည့်ရအောင်တဲ့အလဲကျကင်းထောက် drone နဲ့ကြည့်ပြီးတဲ့ရေတက်ကိုအသုံးချပြီးပြစ်ကူသုံးတင်နေတဲ့ကျွန်တော်တို့ဘက်ကမီဒီယာအားကလက်ချိုးရည်လို့ရတဲ့အချိန်မှာကိုဖုံးကနားလိုက်ရင်တဲ့တက်မတော်သားတွေအာရုံသွားမှဆိုးလို့ပါတဲ့ရွေးကောက်ပွဲမကျင်းပခင်အထိနည်းနည်းအားတင်ထားလိုက်ပါအကိုတဲ့နောက်ပြီးတဲ့ရန်သူဝင်ငွေလမ်းကြောင်းတွေတဲ့မဖြတ်တောက်နိုင်ဘူးတဲ့အဲ့ဒီပတ်စံနေတဲ့လက်နဲ့ပြန်ဝယ်တိုက်နေတယ်တဲ့ဟိုဘက်ရက်ကကားတဲ့65ရာခိုင်နှုန်းလောက်ပြိုကွဲသွားပြီတဲ့အချင်းချင်းတော့မတဲတော့ဘူးတဲ့နော်အိုင်းနေနဲ့ဘယ်စလုံးနဲ့လည်းမတဲဘူးအများကြီးပဲဗျအဲ့ရောဒီပြဿနာတစ်ခုဖြစ်ရင်တော်လန်ရေးပြီးမှရှင်းတဲ့ဟာတွေတဲ့အခုချက်ချင်းရှင်းခိုင်းတာတွေလုပ်နေကြတယ်တဲ့မနေ့ကတဲ့အနူကြီးဝင်ကြီးတပါးတဲ့မြေပြင်ကိုဆင်းလာတယ်ဆိုပြီးတဲ့အောင်ပွဲခံနေကြတာတဲ့တဘာဝနဲ့တင်ဇာတာဝင်ကြီးတဲ့ဆင်းလာတာနဲ့မဟာမြိုင်ကတစ်တော်တော်မချမ်းမဲနဲ့ထုတ်တော့တာပဲတဲ့ကိုမင်းကိုတတ်တဲ့သူတွေကိုတဲ့ထောင်တနစ်စီချတယ်တဲ့လူတယောက်လုံးခေါင်းပြတ်တာထောင်တနစ်တဲ့တော်တော်ကောင်းတဲ့အစိုးရပေါ့မင်းတို့အစိုးရနော်ဘယ်ထောင်လဲတော့မသိရဘူးတဲ့ရေးဘလူးကိုလည်းစုံစမ်းစစ်ဆေးဖို့တဲ့ခေါင်းတလုံးဖြတ်အောင်နဲ့ထုတ်တတ်တာအုံနောက်ကိုဘိုက်ခွဲပြီးတတ်တာတော့နဲ့ဘာစုံစမ်းစရာလိုလဲတဲ့အမိန့်ချထောင်ချလို့ရောရမယ်ထင်လားတဲ့သူတို့ဘက်ကတော်တော်ကိုရှုံးသွားပြီတဲ့လူရုပ်မာဖို့ပဲကြံတော့တယ်တဲ့ဒါကြောင့်နည်းနည်းအားတင်ထားလိုက်ပါတဲ့ကျွန်တော်အစကပြောသလိုပဲတဲ့တိုင်းရင်းသားနေမြေကတက်တွေကိုတဲ့လက်လွတ်ပေးရဖို့များမယ်တဲ့ခုခံစစ်ခွာစစ်စုပ်စစ်ပဲသုံးဖို့များတယ်တဲ့ပြစ်ကူတော့ထိရောက်အောင်ပေးတင်တယ်တဲ့တံပြန်စစ်ကိုပြန်မပေါ်နိုင်ရင်အန်းကမလွယ်ဘူးတဲ့တံပြန်စစ်ဆိုတာလာချိုးနောင်ချိုးမိုးကုတ်အဲ့ဘက်ကိုပြန်တိုက်ပြီးစစ်ပြန်မြူထုတ်မှရခိုင်ဘက်ကအင်အားတွေပြန်ထွက်လာမှာတဲ့အခုကတဲ့သူတို့ရပြီးရင်ပြန်မတိုက်တာကိုသိတဲ့ပုံစံလိုဖြစ်နေပြီတဲ့ရပြီးသားနယ်မြေတွေမှာစစ်သားအ ਨੇ အချင်းပဲထားပြီးတဲ့ရခိုင်ကိုဝင်လုံးနေတာတဲ့ကိုယ့်ဘက်ကစစ်မျက်နှာများပြန်ဖွင့်ပြီး viewer ပြောင်းကစားတင်ပြီးတဲ့နိုင်ငံရေးမှာနိုင်ပေမဲ့တဲ့စစ်ရေးကလုံးနေရတာကအဆင်မပြေဘူးတဲ့နိုင်ငံတကယ်ကောင်းချင်တိုးတက်ချင်ကုန်စည်နှုန်းတွေကျစေချင်အရင်စစ်ကိုပြတ်အောင်တိုက်တင်နေတဲ့ပြီးရင်ကျွန်တော်ပြောတဲ့အဂရိတိုက်ဖြတ်ရေး software တခုလုပ်အရေးယူတဲ့အဖွဲ့ပြီးတဲ့ကောစင်တာတခုထောင်တင်ပြီးတဲ့ကောစင်တာဆိုတာဗျာတဲ့အရေးပေါ်ခေါ်ပြီးပြန်ဖြေဖို့1-3လုံး2-3လုံး3-3လုံး9-1-1 9-3လုံးအဲ့လိုမျိုးတွေအလွယ်တကူခေါ်လို့ရတဲ့ဌာနကိုစနစ်တကျဖွဲ့စည်းတင်နေတဲ့အာတင်နာပါကိုတော်ဘုန်းကြီးခင်ဗျာတဲ့ fighting မှာတဲ့ကျွန်တော်တို့ပန်းတိုင်ကိုမြင်နေရပြီရောက်တော့မယ်လေတဲ့တော်လိန်ရေးအဖွဲ့ဖို့တဲ့ຫນွေဥပံမှာတဲ့ရှယ်ယာများဝင်ကြစို့တဲ့
ဒေါ်လာတန်း100ဆိုလားပဲတဲ့ရှယ်ယာဝယ်သူတွေကိုတဲ့ခရတစ်လုံးနဲ့ခွက်တစ်လုံးလက်ဆောင်ပေးမယ်တဲ့ရေသက်ချဖို့တဲ့ခွေးမြတ်ကြော်တောင်းနဲ့အမြင်မှန်တွေရနေပြီးတဲ့အခုတလုံးတဲ့နုကြီးကိုဖဲ့နေတယ်တဲ့ဘယ်လိုလုပ်မလဲဟမ်တော်လင်ရေးဟုတ်တယ်တော်လန်ရေးမဟုတ်ဘူးနော်တော်လန်ရေးမင်းတို့ပြောတဲ့တော်လန်ရေးကတော်လန်ရေးမဟုတ်ဘူးတော်လင်ရေးဖြစ်နေပြီလာပြန်ပြီပါလဲတော်လင်ရေးကိုအားပေးဖို့ပါဘာငွေစုဖို့ပြန်ကြည့်လိုက်ပါဦးမယ်အော်တော်လေးရည်ရတယ်ဟာဒီတော်လန်ရေးကမင်းတို့တော်လန်ရေးကအဲ့ဒါလားဟမ်ຫນွေဥပံနဲ့လာပြန်ပြီຫນွေဥပံဘယ်မှာရှိတာဟိုကောင်ပြောသလိုလေဟိုကောင်အခုနောက်ပိုင်းဟိုဖာသမဟိုကောင်လေးငဆွဲနော်ဖာသမလိုပဲဟိုပြောဒီပြောနေအခုအဲ့ငဆွဲလိုပဲအန်ယူဂျီဘယ်မှာလဲအန်ယူဂျီဘယ်မှာအခုຫນွေဥပံဘယ်မှာလဲ